ဒီအဖိုးအိုဟာဘန်တစ်ခုမှာတန်ရှင်းရေးဝန်ထမ်းအဖြစ်လုပ်ကင်လာတာ15နှစ်ရှိနေပြီဖြစ်ပြီးဒီနေ့မှာတော့သူ့ရဲ့နှစ်ပေါင်းများစွာစူးစမ်းခဲ့သမျှတွေဟာအရာထင်တော့မယ်လို့သူခံစားနေရပါတယ်သူဟာစိတ်တန်ချိန်2တန်နီးပါးကိုအမိုက်အိတ်တွေထဲထည့်လိုက်ပါတယ်လုံခြုံရေးကင်မရာတွေခိတပိတ်ထားချိန်ဒါမှမဟုတ်လိုင်းပြောင်းနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူဟာလုံခြုံရေးဝန်ထမ်းတွေရှေ့ကနေဘာမှမကြောက်မရွံ့ပဲအေးအေးဆေးဆေးဖျက်လျှောက်သွားခဲ့ပါတယ်နောက်တနေ့မှာလီနာကသူအချိန်မှန်ပြန်သွားတာကိုမြင်တဲ့အခါသူတို့ရဲ့အစီအစဉ်အောင်မြင်ပြီလို့ယုံကြည်သွားပါတယ်ဒါပေမဲ့ခဏကြာမှပဲအခြေအနေတွေကတင်းမာလာပြီးသူထေးကလီနာကိုစိန်တိုလောင်ခန်းနဲ့ခေါ်သွားပါတယ်အဲ့ဒီရောက်တဲ့အခါလီနာတယောက်ထိတ်လန့်သွားရပါတယ်ဘာလို့လဲဆိုတော့တန်ရှင်းသမားကစိတ်နှဲငယ်ပဲယူမယ်လို့ပြောခဲ့ပေမဲ့အခုတော့တိုလောင်ခန်းတစ်ခုလုံးပလာကျင်းနေလို့ပါစိန်တွေကိုပြန်ရှာဖို့ကုမ္ပဏီကနာမည်ကြီးစုံထောက်တယောက်ကိုငှားရမ်းခဲ့တဲ့အတွက်လီနာစိုးရိမ်နေပေမဲ့တန်ရှင်းသမားကတော့ဘာမှမကြောက်ပဲမတုံလို့ဖို့သူမကိုပြောပါတယ်နောက်တနေ့မှာကုမ္ပဏီထံချင်းချောက်စာတစ်ဆောင်ရောက်လာပြီးစိန်တွေပြန်လို့ချင်းရင်တန်တရားပေးရမယ်လို့ရေးထားပါတယ်အဲ့ဒီအခါမှာတထေးကဒီသူခိုးရဲ့တကယ်ရည်ရွယ်ချက်ဟာစိန်တွေမဟုတ်ပဲတခြားတစ်ခုခုဖြစ်မယ်ဆိုတာရိပ်မိသွားပါတယ်တစ်ချိန်တည်းမှာပဲအမခံကုမ္ပဏီကလူတွေရောက်လာပြီးသူတို့ကပေါင်9တန်းပဲပေးနိုင်မယ်မဟုတ်ရင်ကုမ္ပဏီကိုပိတ်လိုက်ရမယ်လို့ပြောကြပါတယ်လီနာကသူမရဲ့အမှားအတွက်နောက်လိုက်ရပြီးစိန်တွေကိုပြန်ပေးဖို့တန်ရှင်းသမားကိုအထက်ထက်တောင်းပန်ပေမဲ့သူကဘာမှပြန်မပြောပါဘူးနောက်ဆုံးမှာလီနာဟာအမှန်တရားကိုကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်တနေ့မှာသူမရုံးကလက်စေးကံမှာလက်စေးနေရင်နာကတစ်ဖက်ပြုတ်ကျသွားပါတယ်အဲ့ဒါကိုပြန်လိုက်ဖို့ကြိုးစားရင်းနဲ့သူမခေါင်းထဲမှာအကြံတစ်ခုရသွားပါတယ်တန်ရှင်းရေးသမားကစိန်တွေကိုဘလို့ဖျောက်လိုက်တယ်လဲဆိုတာသူမနားလည်သွားတာပါသူဟာလက်စေးကန်ရဲ့ပိုက်လိုင်းကိုပြောင်းလဲထားပြီးရေစိုးထုတ်စနစ်ကတဆင့်စိန်အားလုံးကိုအပြင်ကိုတွန်းထုတ်လိုက်တာဖြစ်ပါတယ်လီနာဟာရေနှုတ်မြောင်းအဆုံးကိုချက်ချင်းသွားကြည့်တဲ့အခါစိန်တွေပြန့်ကျဲနေတာကိုတွေ့လိုက်ရပါတယ်